မီကဒီ triplet makeup လေးအရင်ကောင်းပါတယ်ကြွေုံလေးကိုဖြစ်ရှင်နေဆိုရင် triplet makeup လေးကိုသုံးလိုက်ပါခဲလီရောဆိုပြီးရတယ်နော်ဒီမမေကြီးရောလေအယောင်ကလည်းတာရှိခံတယ်ပြီးတော့ match size ဆိုပေမဲ့သူကအရင်လည်းမချောက်မယ်လို့ဆိုလို့ကောင်းတယ်အဲ့ဒါကြီးဆိုပြီးရတယ်နော်ဗီမီကတော့ပေါ့နော်တစ်နှစ်နဲ့တစ်နှစ်ပို့ပြီးတော့အောင်မြင်လာတယ်ကိုလည်းပို့ပြီးတော့ပွဲတွေကိုခန်းခန်းနားနားလုပ်နိုင်တယ်ပြီးတော့ကိုနဲ့လက်တွဲထားတဲ့ partner တွေဆိုလည်းအခုဆိုရင်ဟိုတိန်းထောက်လျှော့ရတဲ့ကားစုကြီးချီးမြှင့်လိုက်ပြီဆိုတော့ပေါ့နော် congratulation ပါအရန်နဲ့ကိုဗီမီအတွက်ကိုယူပါတယ်ဒီနေ့ပွဲတက်လေးကတော့တို့ဒါဗီမီပေါ့နော်ဗီမီရဲ့ CEO မရဲ့ဖိတ်ကြားမှုလေးနဲ့ပြီးတော့ကျတော့ဒီ product လေးရဆိုရင်ဗီမီ skin care တွေပြီးတော့ကျတော့ဒါ their cosmetic တွေရဆိုရင်လည်းထိုင်းနိုင်ငံကလည်းသူ FDA ရပြီးသားမြန်မာနိုင်ငံကလည်း FDA ရပြီးတော့3နှစ်တောင်မှပဲခုလိုမျိုးပေါ့ရက်တည်နေနိုင်ဆိုတော့ဒီနေ့ဒီပွဲလေးကိုပြပြီးတော့ compute ပြီးတော့တက်ရောက်ပေးပြတာပါရှင်ဒီနေ့ကပြီးမိရဲ့အမပေါ့နော် CEO အမနဲ့ကျွန်တော်အရင်ခင်တယ်သူကလည်းဒီပွဲလေးကိုလာရောက်ဖို့အားဖြစ်ပြီးတော့ကျွန်တော်ဖိတ်ခေါ်ပေးရပါတော့ဆိုတော့ဒီနေ့ကဒီပြီးမိရဲ့ဒီပွဲလေးကိုလာရောက်ပြီးအားပေးပြရပါတော့ဟုတ်ကဲ့ဘီမီကတော့ပေါ့နော်ဘီမီရဲ့ founder အမနဲ့လေကျွန်တော်တို့ကရင်းနှီးရပေါ့နော်ပြီးတော့သူကလည်းဖိတ်ကြားတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့တက်ရောက်ပေးပြတာဖြစ်ပါတယ်ဘီမီ project ကလေးကတော့လည်းဒါအခုဆိုရင်third year anniversary ပေါ့နော်ဒါပထမနှစ်မှာလည်းလင်းတက်ဖြစ်တယ်ဒုတိယနှစ်ကျတော့ academy နဲ့တိုက်လို့မတက်ဖြစ်ဘူးဒါတတိယနှစ်မှာလည်းတက်ဖြစ်တယ်ပြီးတော့ဗီမီအမနဲ့ကကျတော့လည်းပွဲစားတက်တဲ့ကတော့ခင်တယ်ဒါပေမဲ့နောက်မှအလုပ်တွေအတူတူပေါ့နော်ဒီဗီမီရဲ့ makeup တွေကိုတွဲလုပ်ရင်းနဲ့အခုဆိုရင်တကယ်မိသားစုဝင်တွေလို့ family type ပုံစံဖြစ်သွားတာပေါ့နော်ဒီ3နှစ်ဆိုတဲ့အတိုင်းအတာအတွင်းမှာအမားတို့အခက်ခဲကြီးလည်းအများကြီးရှိခဲ့တယ်ပေါ့နော်အဲ့တော့ဒီညီမလေးဆိုလို့ရှိရင်လည်းဒီလိုမျိုးအခက်ခဲတွေကြားထဲမှာပဲအတူအကောင်းဆုံးပေါ့နော်တိုင်ပင်ပြီးတော့အခက်ခဲတွေကိုအကောင်းဆုံးရင်ဆိုင်ဖြေရှင်းခဲ့တယ်ဒါမမရဲ့ဟိုလမ်းပြဆွဲခုံမှုနောက်ကိုပေါ့နော်ညီမလေးကဒီဇိုင်းမတ်လိုက်ပါပြီးတော့စူးစမ်းခဲ့တယ်အခက်ခဲဖြစ်မဲ့ဆိုရင်လည်းမမနဲ့ပေါ့တိုင်ပင်ပြီးတော့ဘယ်လိုနီလန်းလေးနဲ့သွားကြမလဲမမဒီလိုလေးပေါ့နော်နီလန်းကောင်းကြံကောင်းလေးနဲ့ပဲတီတို့အခက်ခဲတွေကိုအကုန်လုံးဖြေရှင်းနိုင်ခဲ့တယ်အဲ့တော့ဒီ2025 Academy ရွှေကြိုမောင်တယောက်ပေါ့နော်ကျွန်တော်ဒီရွှေကြိုပြီးတဲ့အခါမှာဒီလိုမျိုးဒီများနေပြီးတော့ကျွန်တော်တို့ပွဲထုတ်ပြီးတော့ဒီလိုမျိုးဘုဒ္ဓကဖိတ်ကြားပေးတဲ့အတွက်လည်းဒီမျိုးအများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ဗီမီယာကြတော့ပေါ့နော်တရားဝင်သွင်းကုန်လိုင်စင်နဲ့မြန်မာနိုင်ငံအတွင်းကိုတင်သွင်းဖြန့်ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့quality ကတော့ထူပြောစရာမရှိဘူးပေါ့နော်ဘီမီကဒီနေ့တင်မှကြတော့သူက Egypt တင်နေတယ်နော်ဆိုတော့ကျွန်တော်တို့လည်း Egypt လို့လေးဝတ်ဆင်ခဲ့ပါတော့ကျွန်တော်ကတိတ်တော့လည်းမသိဘူးပေါ့နော်ဒါ designer brothers and sister designer ပြင်နဲ့မမယ်ရီကိုချုပ်ပေးတဲ့အတိုင်းပဲကျွန်တော်ဝတ်လာပေါ့နော်team တွေရော concept တွေရောထူးဆန်းဆန်းနေလုပ်ထားတဲ့အတွက်ကြောင့်မို့လို့ဘီမီပွဲကိုတက်ရတာတကယ်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်ပြောပါတယ်ဘီမီက skin care မျက်နှာသစ်ဆေးလည်းကောင်းတယ်ပြီးတော့ဒီနိုးရည်ကလည်းဒါသူကဒီနို့ရလည်းဗာလိမ့်လိုက်ပြီဆိုရင်မျက်နှာလေးကကြီးလေးနဲ့လေဒါအရန်ကောင်းလေးပဲစီရန်လင်းအရန်ကြိုက်တယ်ရွှေစီရန် gold စီရန်မပြောတော့လင်းမပြောလိုက်အမမပြောလင်းသုံးလို့လင်းကြိုက်တယ်ပြောတာလေပြောတော့နော်လင်းကြိုက်တယ်လို့ပြောတာပါမီက their skin care cosmetic ကိုကုန်ထွက်တာဆိုတော့ဒါနာမည်ကြီး brand တစ်ခုပဲဆိုတော့တဲတင်မဟုတ်ပါဘူးသူတို့များသိကြတဲ့ brand တစ်ခုပါဟုတ်ဒီတချို့ product တွေက FDA အများ product တွေဆိုစိတ်မချဘူးပေါ့နော်ဆိုတော့ဒီလိုမျိုးမြန်မာနိုင်ငံမှာဟုတ်ပဲနဲ့မြန်မာနိုင်ငံရောထိုင်းနိုင်ငံရောနှစ်နိုင်ငံရော FDA ရထားတဲ့ဒီ product တစ်ခုကဟိုအရင်ကစိတ်ချရတယ်ပေါ့နော်ဆိုတော့ license တစ်ခုတည်းမဟုတ်ပဲနဲ့ license တစ်ခုရထားတဲ့ product ဆိုတော့ဒါဘာဖြစ်ဖြစ်တော့ပြည်သက်တွေကစိတ်ချလက်ချသုံးလို့ရတယ်ဒါကျွန်တော်တို့ဆိုရင်လည်းဒါမကောင်းတဲ့ product ဆိုရင်ဒါကျွန်တော်တို့ညှို့လို့မကောင်းဘူးလေကျွန်တော်ကမကောင်းတဲ့ဟာတွေကောင်းတယ်ဆိုပြောလို့မကောင်းဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ကလည်းတေချာလေးလေးလာတယ်ဒီ product ကလည်းကောင်းတယ် FG လည်းရစိတ်ချလို့ရတယ်ဆိုတာကျွန်တော်တို့ပြည်သက်တွေကိုကောင်းတဲ့ဟာလေးကျွန်တော်ညှို့ပေးလို့ရတာပေါ့ဒီဟာလေးဆိုရင်ပြီးမိရဲ့ product ဆိုရင်
စိတ်ချလို့ရတယ် ဘီမီယာကျတော့မြို့အလိုက်အလှကုန်ဆိုင်တွေမှာလည်းဝယ်ယူလို့ရတယ်မြို့အလိုက် online ကနေရောင်းတဲ့ reseller ရှိမှလည်းဝယ်ယူလို့ရတယ်ပေါ့နော်ဒီလက်ကားကိုတော့ရန်ကုန်မြို့ဒီမြို့အလိုက်ပေါ့နော်ရန်ကုန်နေပြီးတော့မော်လမြိုင်ပြည်မြို့စတဲ့မြို့အလိုက်အယောင်ဒီလာကြီးတွေကုန်တယ်ကြီးတွေတိုက်ရိုက်ဖြန့်ဖြူးရောင်းချပါတယ်ပေါ့နော်အဓိကကတော့ပေါ့နော်ဒီ3နှစ်အတွင်းမှာဒီလိုအောင်မြင်မြင်နဲ့ရက်တည်နိုင်ဖို့ဆိုတာကလည်းပေါ့နော်ကြော်ညာအားကောင်းတိုင်းတော့ရက်တည်နိုင်တာမဟုတ်ဘူးပေါ့နော်အဓိကပစ္စည်း quality ပစ္စည်းရဲ့အရေးတွေစိတ်ချလို့လူကြိုက်များလို့ customer လက်ခံမှသာလင်သုံးဆွဲရဖြစ်တဲ့အတွက်ကြောင့်အဓိကအောင်မြင်လာတဲ့ရည်ရွယ်ချက်ကတော့ဒီသုံးတဲ့သူ customer တွေအကြိုက်တွေ့ခဲ့လို့ပဲပေါ့နော်